Namo Tata Bhagavato Arahato Tamma Sambuddhassa. Namo Tata Bhagavato Arahato Tamma Sambuddhassa. Namo Tata Bhagavato Arahato Tamma Sambuddhassa. မြတ်စွာဘုရားသခင်သည်တပါးသောအခါဥစ္စာဂရီ80ကျွဲဝချမ်းသာသောမြင့်စုတကားသရိုးသားကိုအကြောင်းပြု၍ဟောတော်မူသည်မြင့်စုတကားသရိုးသားဤစမှုဒီပါ၌နေကြကုန်သောလူအပေါင်းတို့သည်အသက်တရားကျော်ရှိကြစေလိုသောဤပရိမိတ်တာဇာလတုတ်ကိုနှလုံးပိုက်ဆောင်ရွက်ကြကုန်လေကုန်ဤပရိမိတ်တာဇာလတုတ်ကိုငါဘုရားတည်တာလင်ဟောတော်မူသည်မဟုတ်လွန်လေပြီးသောဘုရား90 9ဂရီ88ဂရီ89ဂရီ66ဂရီ55ဂရီ44ဂရီ33ဂရီ22ဂရီ31ဂရီလွန်လေပြီးတော့ဂင်ငါဝါလူတဲစုမကပွင့်တော်မူကြကုန်သောဘုရားရှင်တို့သည်လည်းတစ်ချိန်စီဟောတော်မူကြသည်မြေစုတကသရိုးသာဤပြိမိတ်တာဇာလတုတ်ကိုရေကူးမူ၍ရေကူးအံ့ရွတ်မူလဲရွတ်အံ့ဖတ်မူလဲဖတ်အံ့သူတထုရွတ်ဖတ်ဒီကိုမူလဲနာကြအံ့စာလွာတို့ဖြင့်လှူဒန်းဝေငှမူလဲလှူဒန်းဝေငှအံ့အိမ်၌၎င်းကောင်းစွာထားငှအံ့ထို့သူတို့သည်မိဘေးရေဘေးမင်းဘေးခိုသူဘေးမချစ်မနှစ်တလိုတော်သူတို့ဘေးကြားဘေးဘလူးဘေးတာရဲဘေးတပတ်ဖုတ်ပိတ်တာဘေးမွေဘေးနက်ခတ်ဘေးဓာဘေးလမ်းဘေးဥပိ္ပစေတကဂန်းနှင့်မတည်အသက်တရားကျော်နေရ၏ဓမ္မခန္ဓာပေါင်း8400ကုန်အောင်ရွတ်ရသည်နှင့်တူ၏စမူဒီပါ၌ရှိသမျှဖရာတို့ကိုကိုးကွယ်ပူဇော်ရသည်နှင့်တူ၏မြတ်တို့နှစ်လိုကုန်၏စတုလောကပါလာနမင်းကြီး၄ယောက်တို့စောက်ရှောက်ကြကုန်၏1000သောစကြဝဠာ၌ယရနာပြည့်ထဲ့၍လှူသောကုသိုလ်ကိုရေတွက်နိုင်ရ၏မြေမိုးတောင်နှင့်အမျှယရနာတို့ကိုစုပုံ၍လှူသောကုသိုလ်ကိုရေတွက်နိုင်ရ၏ဤပြိမိတ်တာဇာလတုတ်ကိုရွတ်ဖတ်ရသောကုသိုလ်အကျိုးကိုမရေတွက်နိုင်ရာရေတွက်ရည်လည်းမကုန်နိုင်ရာသမုဒ္ဒရာ၄စင်းတို့၌ရှိသောရေကိုတပေါက်စီချ၍ရေတွက်သောရေတွက်နိုင်ရာဤပြိမိတ်တာဇာလတုတ်ကိုရွတ်ဖတ်ရသောကုသိုလ်အကျိုးကိုရေတွက်၍မကုန်နိုင်ရာမရေတွက်နိုင်ရာရာဇသူပြည်အနီးဂိဇဂုတ်တောင်ကြီးတွင်တရင်သုံးတော်မူစဉ်ကားမြတ်စွာဘုရားသည်နတ်တကြဗြဟ္မာယဟန်တန်ကလူပိတ္တတို့နှင့်တကွမြင့်စုတကသရိုးသားကိုဟောကြားတော်မူသည်ကြိုးစား၍ရွတ်ပတ်ကြကုန်လေသည်ဧဝံမေတုတံဧကံသမယံဘဂဝါရာဇဂဟေဝိဟာရတိခိဇဂုတိပပတိတေနာခောပနသမယေနဂုံပန္ဒေနယခေနဒေဝေနယခေနအိန္ဒေနယခေနဗျမေနယခေနတုပန္နေနယခေနနာဂေနယခေနခန္ဓဗေနယခေနပုပ္ပတိဒေနယခေနအဂိတိဒေနယခေနဒက္ခိဏတိဒေနယခေနနရတိမတိဒေနယခေနပစ္စည်းမတိဒေနယခေနပါရပတိဒေနယခေနဥတ္တရတိဒေနယခေနဧဒနာတိဒေနယခေနသမုဒ္ဒတိဒေနယခေနအာဂါသတိဒေနယခေနဘူမတိဒေနယခေနအဘမေယောဗုဒ္ဓောအဘမေယောဓမ္မောအဘမေယောသံဃောဘယတန္တံမဟာမောဂလနံယထအာဘာဒဂာယထဒွေဘာဒာယထစတုဘာဒာယထဘဟုဘာဒာပါဒအန္တံဥရုအန္တံစကုအန္တံမုခအန္တံဇိဝါအန္တံနမောဗုဒ္ဓတနမောဓမ္မတနမောတံဂတတက္ကလလောကဓာတုမာတာပိတုဗုဒ္ဓရခဏံကတံတက္ကလလောကဓာတုမာတာပိတုဓမ္မရခဏံကတံတက္ကလလောကဓာတုမာတာပိတုတံဃရခဏံကတံရတ္တိံဝါဒီဝံဝါတဒါမံရခန္တုတပ္ပဒေဝတာယဣမတ္တပရိမိတ်တဇာလတ္တဒေစီနဣမတမိန်အဘာကတံတရီရေယေကေစီဥပ္ပတဝါအာနုဘာဝေနဒေစီနဣမတမိန်လောကေဣမတမိန်သမုဒိပေဣမတမိန်ပပရေဣမတမိန်နာဂရေဣမတမိန်ဂေဟိတပ္ပတတုဝိနာတန္တုတဘေဥပ္ပတဝါဝိနာတန္တုတိပရိမိတ်တဇာလတုတ်တံနိတိဓမ္မာ